ထိုင်ကျောင်း U Senior High School မှာကျူဆိုပါ၏2026ခုနှစ်မှာအနာဂတ်အတွက်တကားဖွင့်ပြီးထိုင်ဝမ်မှာအသက်မွေးဝမ်းကျောင်းပညာသင်ယူမဲ့အိမ်မက်ခီးစဉ်ကိုအတူတူစတင်လိုက်ရအောင်ဒါကတော့နိုင်ငံရခြားရောက်တရုတ်လူမျိုးကျောင်းသားကျောင်းသူတွေအတွက် U Senior High School ကအထူးစီစဉ်ထားတဲ့ပူးပေါင်းဆောင်ရွက်မှုပညာရေးအစီအစဉ် Cooperative Education Program ဖြစ်ပြီးမောင်လေးညီမလေးတို့ရဲ့အိမ်မက်တွေစတင်ပြန်တန်းရနေရာလေးဖြစ်ပါ၏ဒီနေရာမှာခေတ်အစားဆုံး professional ကျွမ်းကျင်မှုတွေကိုသင်ယူနိုင်ရုံသာမကလုပ်ငန်းခွင်အတွေ့အကြုံနဲ့လစာကိုပါရရှိနိုင်မှာဖြစ်ပါ၏ပိုအရေးကြီးတာကတော့တရုတ်စကားကိုလက်တွေ့ပြောဆိုရတဲ့ပတ်ဝန်းကျင်မှာလေ့လာသင်ယူရင်းနှွေးထွေးဖို့ရတဲ့ထိုင်ဝမ်ယဉ်ကျေးမှုကိုပါခန်းစားရရှိနိုင်မှာပါ U Senior High School ဟာမောင်လေးညီမလေးတို့အတွက်အကောင်းဆုံးအစာဖြိုးရနေရထက်ပါတယ်မမတို့ကျောင်းဟာပညာရေးဝန်ကြီးဌာနရဲ့အထူးကောင်းမွန်အစဉ်သက်မှတ်ခြင်းခံထားရတဲ့အပြင်လုံခြုံပြီးအဆင်ပြေတဲ့ကျောင်းတွင်းအဆောင်တွေကိုလည်းစီစဉ်ပေးထားပါတယ်ရာသီဥတုသားရပြီးနေထိုင်စရိတ်သက်သာတဲ့ထိုင်ကျုံမြို့မှာတည်ရှိပြီးထိုင်ဝမ်မှာနေချင်းစရာအကောင်းဆုံးမြို့အဖြစ်အတိအမှတ်ခံထားရတာကြောင့်မောင်လေးညီမလေးတို့ကြည်ပြင်းဖို့အတွက်အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်မောင်လေးညီမလေးတို့ရွေးချယ်နိုင်ဖို့လူကြိုက်များတဲ့ဌာနကြီး၅ခုကိုဖွင့်လှစ်ထားပါတယ်ခရီးသွားလုပ်ငန်းဌာနစီးပွားရေးသတင်းအချက်အလက်ဌာနအစားအစာနဲ့မုတ်ဖုတ်လုပ်ငန်းဌာနမော်တော်ယာဉ်ဌာနနဲ့ကွန်ပျူတာဌာနတို့ဖြစ်ကြပါတယ်ဌာနတိုင်းကလုပ်ငန်းခွင်နဲ့နီးကပ်စွာချိတ်ဆက်ထားတာကြောင့်စာတွေ့ရောလက်တွေ့ပါအသုံးချနိုင်မှာဖြစ်ပါတယ်။ကျောင်းမှာစာတွေ့3လသင်ယူပြီးကုမ္ပဏီမှာလက်တွေ့3လဆင်ရမယ့်စနစ်ဖြစ်ပါတယ်။စာတွေ့နဲ့လက်တွေ့ကိုပြည့်စုံစွာပေါင်းစပ်ထားတာမှာလက်တွေ့စင်းချိန်အလုံးကိုထိုင်ဝမ်ရဲ့ပူးပေါင်းဆောင်ရွက်မှုပညာရေးဥပဒေနဲ့ကာကွယ်ပေးထားလို့စိတ်ချလက်ချယုံကြည်နိုင်ပါတယ်။အားလုံးစိတ်ဝင်စားကြတဲ့ငွေကြေးကိစ္စလေးပြောပြမယ်နော်။ကျောင်းလာခဲ့အတော့ထိုင်ဝမ်အစိုးရကအပြည့်အဝထောက်ပံ့ပေးထားပါတယ်။လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါတစ်လကိုလစာထိုင်ဝမ်ဒေါ်လာ29,500ရရှိမှာဖြစ်ပါတယ်။ကျောင်းတက်နေချိန်မှာလေတစ်ပတ်ကိုနိုင်ရီ20တရဝင်းအချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပါတယ်။ဒါကြောင့်ကျောင်းတက်ရင်ပတ်စံရှာနိုင်ပြီးကိုချီတော့ပေါ်ကိုရက်တည်နိုင်မှာပါ။စာတင်နည်းတချို့အတွက်ကုန်ကျစရိတ်တွေဖြစ်တဲ့အဆောင်ကစာအုပ်ဖို့သမင်းသုံးနံUV ဖောင်ဖိုးတွေကခံမှန်းကြီးဒေါ်လာ2,200လောက်ရှိပြီးလာစဉ်နေထိုင်စရိတ်ကတော့9,000ဝန်းကျင်လောက်ရှိပါတယ်။လက်တွေ့လုပ်ငန်းခွင်ကရတဲ့လစာဟာဒီကုန်ကျစရိတ်အလုံးကိုကာမိယုံသားမကမိသားစုစီတောင်ပြန်ပို့နိုင်ပါသေးတယ်။ထိုင်ဝမ်မှာ U Senior High School ကမောင်လေးညီမလေးတို့ရဲ့အကောင်းဆုံးအားထားစရာကြောတောင်နောက်ခံထူလာမှာပါ။နေထိုင်ခွင့်6လပြည့်တာနဲ့နိုင်ငံကျန်းမာရေးအာမခံကိုဝင်ရောက်နိုင်ပါပြီ။အရေးပေါ်အခြေအနေတွေအတွက်ကျောင်းကနိုင်ငံရဲ့ခြားကျောင်းသားဖွံ့ဖြိုးတိုးတက်မှုရန်ပုံကိုပါထူထောင်ပေးထားပါတယ်။ပထမလအတွက်ဖုန်းစင်ကအခမ်းမဲပေးဝေမှဖြစ်ပြီးအချိန်ပိုင်းအလုပ်ရဖို့လည်းကူညီပေးအောင်မှာမို့ဘဲစုံပန်းပို့မှုနဲ့ဆောင်ရှောက်မှုကိုရရှိမှာပါ။၃နှစ်ကြာပြီးတဲ့အခါမှာမောင်လေးညီမလေးတို့ရရှိမှာကဘဝလက်မှတ်တစ်ခုတည်းမဟုတ်ပါဘူး။လက်တွေ့ကျွမ်းကျင်မှုပညာတစ်ခု B1 အဆင့်ကျွမ်းကျင်တဲ့တရုတ်စကားပြောစွမ်းစွမ်းရည်ငွေကြေးစီစဉ်မှုနဲ့တန်မိုးရှိတဲ့တကူရင်လွတ်လပ်စွာနေထိုင်မှုအတွေ့အကြုံတွေပါရရှိမှာဖြစ်ပါတယ်။ဒါတွေကတွတ်သက်လုံးအထွတ်အကျိုးရှိစေမယ့်အရာတွေပါ။ကျောင်းပြီးသွားတာနဲ့ထိုင်ဝမ်မှာဆက်နေပြီး၄ရက်အလုပ်လုပ်2ရက်စာတင်တဲ့ပုံစံနဲ့စိုက်နဲ့နီးပညာတက္ကသိုလ်ကိုဆက်တက်နိုင်တယ်လို့ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေကိုယူဆောင်ပြီးကိုယ်နိုင်ငံပြန်ကလစာကောင်းကောင်းရတဲ့လူတော်လူကောင်းတစ်ယောက်အဖြစ်လဲအလုပ်ဝင်နိုင်ပါတယ်။အစင်တင်ဖြစ်သွားပြီလား။လောက်ရှာနိုင်မဲ့အရေးအချင်းတွေကိုစစ်ကြည့်ရအောင်နော်။အသက်16နှစ်ကနေ22နှစ်ကြာအလဲတန်းသို့မဟုတ်တူညီတဲ့အဆင့်အောင်မြင်သူပြီးတော့တရုတ်စကားအရေးချင်းစစ်စာမေးပွဲ level A1 သို့မဟုတ်အထက်ရှိထားရပါမယ်။ရှောက်ဖွန်ကတိတ်လွယ်ပါတယ်အဆင့်3ဆင့်ပဲရှိပါတယ်နော်။ပထမအဆင့် U Senior High School ရဲ့နိုင်ငံရဲ့ခြားကျောင်းသား website မှာစံတာပြလွှာဖြေပါ။ဒုတိယအဆင့်ပဝိတ်လက်မှတ်နဲ့အမှတ်စရင်တို့စားတဲ့စာရွက်စာတမ်းတွေပြင်ဆင်ပါ။တတိယအဆင့် OCAC သို့မဟုတ် local ထောက်ပံ့ပေးမဲ့ဌာနတွေစီစာရွက်တံပြီးလောက်ရှာလိုက်ပါ။ပြည်ရတင်ထုတ်ပြီးဒီရက်စွဲလေးတွေကိုမှတ်ထားလိုက်တော့နော်။လောက်ရှာလွှာစတင်လက်ခံမဲ့ရက်နေ့က2025ခုနှစ်ဒီဇင်ဘာလ1ရက်ကနေ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိဖြစ်ပါတယ်။ရုပ်ဆန်တဲ့ရက်စွဲကမေလမှာကြီးညာမှာခဲ့ပြီးဇူလိုင်လကနေဩဂတ်လအတွင်းထိုင်ဝမ်ကိုရောက်ရှိလာရမှာပါ။လက်မလွတ်စေနဲ့နော်။မောင်လေးညီမလေးတို့ရဲ့အိမ်မက်ခရီးစဉ်ကအခုမှစခင်ပါပြီ။ဖန်သားခွေဘောက QR code ကို scan ဖတ်ပြီးအခုချက်ချင်းလောက်ရှာလိုက်ပါ။